မင်းခေါင်ဟာကြောက်စိတ်ကိုဒေါသဖြစ်ပြောင်းလဲလိုက်တယ်သူဘေးနားမှာရှိတဲ့လေးလံတဲ့တစ်သားကလေးထိုင်ကိုချစ်ချစ်ပါအောင်စုပ်ကင်လိုက်ပြီးနေရန်ကနေထွက်လာတဲ့လက်မကြီးတွေကိုရှောင်ရှားရင်းတကားစီကိုအားကုန်လွှဲရိုက်ချလိုက်တယ်တကားကမပွင့်သေးဘူးဒါပေမဲ့မင်းခေါင်တတိထားမိလိုက်တာကသူအားဆိုင်ပြီးရိုက်လိုက်တိုင်းသူ့ရဲ့နှလုံးခုန်လုံးကအစမတန်မြင့်တက်လာတယ်အဲ့ဒီအချိန်မှာပဲလက်ကဝတ်ကနိုင်စီကနေအတန်ထွက်လာပြီးနိုင်လက်တံတွေဟာပန်ကာတစ်ခုလိုအရှိန်ဟုန်နဲ့လဲပတ်လာတော့တယ်တတိထားမင်းအင်အားသုံးလေမင်းရဲ့တက်တန်းကပိုးရိုလေးပဲဒိုင်ယာရီတဲကတတိပေးချက်ကသူ့ကောင်းထဲမှာပဲ့တင်ထပ်သွားတယ်ဒါပေမဲ့နောက်ဆုတ်လို့မရတော့ဘူးသူနောက်ဆုံးတစ်ချက်အားကုန်သုံးပြီးရိုက်ချလိုက်တဲ့အခါတကားချက်ကျိုးသွားပြီးပွင့်ထွက်သွားတယ်မင်းခေါင်အခန်းပြင်ကိုချက်ချင်းထွက်လိုက်တဲ့အခါသူမြင်နေကြအဆောင်စင်းကြံလန်းမဟုတ်တော့ဘူးစင်းကြံလန်းဟာအဆုံးမရှိအောင်ရှည်လျားနေပြီးနေရံမှာရှိတဲ့မီးလုံးတွေကတွေးရောင်လိုညီရဲနေတယ်အဆောင်တစ်ခုလုံးကလည်းမလျင်လို့တလို့တုံခါနေတယ်သူလေကားစီကိုအပြေးသွားတယ်ဒါပေမဲ့လေကားထိပ်မှာရက်နေတဲ့တခုခုကိုသူတွေ့လိုက်ရတယ်အဲ့ဒီလူရဲ့မျက်နှာမှာမျက်လုံးမရှိဘူးနိုင်ဆက်သွားတွေပဲရှိနေရဲ့အဲ့ဒီနိုင်လူသားကသူ့ကိုကြည့်ပြီးလက်ညှိုးထိုးပြတယ်မင်းခေါင်ခြေလန်းတွေရက်သွားတယ်အဲ့ဒီအချိန်မှာသူ့ဖုန်းထဲကိုမဆေ့တဆောင်ဝင်လာတယ်သူ့မေစီကပါတားအိမ်ကိုအမြန်ပြန်လာခဲ့ပါဦးအဖေနေမကောင်းလို့မင်းခေါင်ဇွေးစွာဖြစ်သွားတယ်ဒါဟာတကယ်အမှန်တရားလားဒါမှမဟုတ်နာရီကသူ့ကိုဒီနေရာကနေမထွက်နိုင်အောင်ဆွဲထားတဲ့အာယုံကြောက်ချမှုလားမင်းခေါင်ဟာလေကားကနေဆင်းပြီးတောရကျောင်းဟောင်းစီကိုဆက်သွားမလားဒါမှမဟုတ်အမေစီကမဆေကအစ်စ်အမှန်လို့ထင်ပြီးအမေစီကိုအရင်သွားမလားအဲ့ဒီအချိန်မှာပဲလေကားထိပ်ကနိုင်လူသားကမင်းခေါင်စီကိုတဖြည်းဖြည်းချင်းလျှောက်လာနေပြီ